ဂျပန်ကလက်ရှိမှာကျင်းလာပြန်ဖြစ်သွားတာကြောင့်ဗြိတိရှအာဏာပိုင်တွေကသူတို့ကကမ္ဘာပြည်ဘက်ချမ်းကရထားလမ်းကိုပြန်ဖြစ်ဖို့အတွက်အမိန့်ပေးခဲ့ပါတယ်။ထိုင်းနိုင်ငံဘက်မှာတော့ရထားလမ်းကိုတေချာပြင်ဆင်ပြီးတော့အချောက်တက်ခဲ့ပါတယ်။ဗြိတိရှတို့ကရထားလမ်းကိုထိုင်းနိုင်ငံကိုဈေးတင်ပြီးရောင်းမှုရည်ရွယ်ခဲ့တာပါ။ဂျပန်တို့ရဲ့အရှုံးပေးမှုကို1945ခုနှစ်ဩဂုတ်လ15ရက်နေ့မှာကြေညာပြီးတဲ့နောက်မဟာမိတ်တပ်ဖွဲ့တွေကသူတို့ရဲ့ဆက်ရစမှုတွေအတွက်တပ်တွေရှာဖွေခဲ့ကြပါတယ်။စစ်ဆေးမှုတွေကလုံးဝရက်စက်မှုတွေလူမဆန်စွာဆက်ဆံမှုတွေနဲ့မဟာမိတ်တပ်သားတွေရဲ့တေဆုံးမှုတွေကိုပဲဥတီစစ်ဆေးခဲ့ပါတယ်။ဒီမျိုးတပ်တွေထားထားတွေစုစည်းတာကစစ်ပွဲကြီးတရားဝင်မပြီးခင်ကလေးကစနေခဲ့တာပါ။ထောင်ပေါင်းများစွာသောဂျပန်စစ်သားတွေကိုစစ်ဆေးလိုက်ပြီးတော့သူတို့ရဲ့ဆက်ရစမှုတွေကိုမဟာမိတ်နိုင်ငံတွေကစီရင်ကြပါတယ်။ဗမာပြည်ရထားလမ်းတည်ဆောက်ရမှာအကြမ်းဖက်ခဲ့တာကြောင့်အပြစ်ရှိကြောင်းထင်ရှားသူတွေကိုဒီတရားကုံစစ်ဆေးမှုတွေမှာစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ဒီတရားစီရင်မှုတွေကို1945ခုနှစ်နဲ့1950ခုနှစ်အတွင်းမှာပြုလုပ်ခဲ့ကြပါတယ်။ဒီစီရင်မှုတွေကိုခေါင်းစဉ်3ခုနဲ့ခွဲခြားထားပါတယ်။ Class A ပြည်ထောင်စုစစ်ပွဲတွေကိုစီစဉ်တက်ခဲ့ကြတဲ့စီနီယာနိုင်ငံရေးခေါင်းဆောင်တွေနဲ့စစ်တပ်ခေါင်းဆောင်တွေကိုအဓိကစစ်ဆေးခြင်း Class B နဲ့ Class C ကတော့စစ်ပွဲအတွင်းလူခွင့်ရေးကိုချိုးဖောက်ခဲ့တဲ့တွေကိုစစ်ဆေးခြင်းပဲဖြစ်ပါတယ်။ဗမာပြည်သားလမ်းမှာပါဝင်ခဲ့တဲ့ဂျပန်နဲ့ကိုရီးယားအရာရှိကို1946ခုနှစ်နဲ့1949ခုနှစ်မှာစင်ကာပူနိုင်ငံမှာတရားရုံးနဲ့စစ်ဆေးခဲ့ပါတယ်။အပြစ်ရှိကြောင်းထင်ရှားခဲ့သူ111ယောက်မှာ32ယောက်ကိုသေဒဏ်ပေးခဲ့ပါတယ်။ကျန်တဲ့လူတွေကိုတော့ထောင်ဒဏ်သို့မဟုတ်အခြားအပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ The Commission finds you guilty as charged and sentences you to death by hanging. မျိုးစစ်ဆေးကြတဲ့အထက်မှာဗိမင်းဆရာဝန်တို့လူသိများတဲ့ပြန်တန်းဝင်အရာရှိမဟုတ်တဲ့စေကြီးအိုကာဒါလည်းပါဝင်ခဲ့ပါတယ်။သူကထိုင်းနိုင်ငံတွေကစစ်တပ်ဝင်အချင်းစကန်အတော်များများမှာစေကူတာပေးတဲ့ဆရာဝန်ဖြစ်ထောင်ထမ်းဆောင်ခဲ့ပါတယ်။မျက်မြင်ရဲ့အဆိုအရဝန်ကယောဂနဲ့ဝန်ရှော့နေတဲ့လူနာတွေကိုအတင်းကျပ်အလုပ်ခိုင်းစေခဲ့တာကြောင့်အိုကာဒါကအပြစ်ရှိအောင်ထင်ရှားခဲ့ပြီးတော့ထောင်ဒဏ်10နှစ်အကြခံရရပါတယ်။နောက်တစ်ကိစ္စတစ်ခုမှာဆိုရင်ဓမ္မထူတာတို့မေဆိုထာနီရဲ့အမှုဖြစ်ပြီးတော့သူကနေမကောင်းဖြစ်နေတဲ့အချင်းသားတွေကိုလုံလောက်တဲ့အစားအစာဇေဝကုသမှုမလုပ်ပေးဘဲခရီးဝေးကိုချီတက်စေပါလေလို့ဆွဆွဲခံရပါတယ်။ဒီနောက်မှာအချင်းသားအယောက်2000လောက်ရှိခဲ့ပြီးတော့ဒီအထက်ကမှအယောက်990လောက်ကသိဆုံးနေရပါတယ်။ဒီပြည်မှာသူ့ကိုဗမာပြည်တွေကိုနှိမ့်ဆက်ခြင်းဗြိတိရှအချင်းသားယူစလီယာ LW1T ကိုတိုက်ခတ်ခြင်းစတဲ့ပြည်မှုတွေနဲ့ဆွဆွဲခဲ့ပြီးတော့မှနောက်ဆုံးမှာမေဆိုထာနီကိုကျိုးပေးခွင့်မြတ်ခဲ့ပါတယ်။ဒီမျိုးစစ်ရာဇဝမှုတွေကိုအာရှနိုင်ငံအနှံ့မှာမဟာမိတ်နိုင်ငံတွေကစီစစ်ဆောင်ရွက်ပေးခဲ့ပါတယ်။တရုတ်အမေရိကန်နယ်သာလန်ဗြိတိန်ဩစတြေးလျဖိလစ်ပိုင်နဲ့ပြင်သစ်နိုင်ငံတွေအားလုံးကတရားစီရင်မှုတွေကိုပြုလုပ်ခဲ့ကြပါတယ်။စုစုပေါင်းအနေနဲ့ထောင်ပေါင်းများစွာသောအမှုတွေကိုဖြေရှင်းပေးခဲ့ရပြီးတော့အပြစ်ရှိသူရာချီကိုစီရင်ဆုံးသတ်ခဲ့ပါတယ်။ထောင်ပေါင်းတောင်းကျင်တဲ့အထက်အပြစ်ရှိသူတွေကိုအတင်းကျပ်အပြစ်ပေးခဲ့ကြတယ်လို့အပြစ်မရှိသူတွေကလည်းလွတ်မြောက်ခဲ့ကြပါတယ်။အသက်ရှင်ကျန်ရည်သူအများစုအတွက်စစ်ပွဲကြောင်းကိုပြန်ပြောဖို့ကတော့အတော်လေးကိုခက်ခဲပါတယ်။အချင်းသားဟောင်းတွေနဲ့ဂျပန်စကားဟောင်းတွေကနှစ်ပေါင်းများစွာဒီကြောင်းတွေအကြောင်းနှုတ်ဆက်နေခဲ့ပါတယ်။လူတွေအများကြီးကပြန်ပြီးတော့မင်းများပြောဆိုခဲ့မရှိပဲသူတို့ရဲ့အပြစ်ဒဏ်တွေကိုခံခဲ့ရပါတယ်။ဒီလိုစိတ်တရားတွေကတသက်စာကိုကြံခဲ့တာပါ။တချို့သောအသက်ရှင်ကျန်ရည်သူတွေကတော့အမောင်းမပွားဖို့အတွက်ရွေးချယ်ခဲ့ကြပါတယ်။ဒီလိုရွေးချယ်ခဲ့ကြတာကသူတို့ခံစားချက်တွေဟာသိငယ်နေလို့တော့မဟုတ်ဘဲနဲ့အမောင်းတရားဆိုတာခံဆွဲထားသူကနောက်ကျွမ်းစရာကြောင့်ပါ။သူတို့ရဲ့မိတ်ဆွေတွေတည်ဆုံးသွားတဲ့သူတွေကိုသူတို့ကမှတ်မိနေကြတယ်လို့သူတို့အကြောင်းမမေ့သွားစေဖို့နဲ့နောက်လူတွေကိုအမြဲတမ်းပြောပြကြပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားချိန်မှာမြန်မာဘက်ချမ်းကရထားလမ်းကိုဖျက်သိမ်းခဲ့ပြီးနောက်ဘက်ကအချမ်းကနောက်ပိုင်းပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ဒီရထားလမ်းကခချနာပေါ်ပြည်နယ်မှာယနေ့တည်းရှိနေစေပါ။ချမ်းသာတွေကိုရောက်ရှိလာကြတဲ့ခရီးသွားတွေဟာဒီနေရာကိုတော့ရောက်လည်ပတ်ကြပါတယ်။ဒါပေမဲ့မြေသားဇလီဘာတို့တတုံးစီတိုင်းမှာအိမ်မပြန်နိုင်ခဲ့တဲ့အသက်တစ်ချောင်းအိမ်မက်တစ်ခုစီရှိကြပါတယ်။သမိုင်းဆိုတာကအချင်းရဆွဲနေတယ်မဟုတ်ပါဘူး။လူသားတွေရဲ့နာကျင်ခံစားခဲ့ရမှုတွေပါ။ဒါဒီပမတ်မိနေရမှာကကျွန်တော်တို့ရဲ့တာဝန်ပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မိသွားတာနဲ့ဒီအဖြစ်အပျက်တွေကတကြော့ပြန်ဖြစ်သွားနိုင်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ထားပါမယ်